အားလုံးပဲမင်္ဂလာပါ Touch Note Channel ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ပြောပြပေးမယ်ဟာကတော့ကျွန်တော်တို့เนาะဒီ Windows မှာ VS Code ကို install လုပ်ပြီးတော့အသုံးပြုတဲ့ပုံလေးကိုကျွန်တော်လုပ်ပြပေးမှာဖြစ်ပါတယ်အဲဒါကြောင့်ပထမဆုံးဒီပေါ့เนาะ Google မှာ browser ဖွင့်ပြီးတော့ Google မှာကျွန်တော်တို့ VS Code ကိုအရင်ဆုံး download ချရပါမယ် VS Code download ပေါ့เนาะအဲ့တော့ကျွန်တော်တို့ဒီမှာဒီအပေါ်ဆုံးက link ကိုဝင်လိုက်မယ်ပေါ့เนาะဒါဆိုရင်ကိုယ်ဆက်နဲ့ကိုက်မဲ့ဒီ exe file ကိုရွေးပြီးတော့ download ရပါပြီကျွန်တော်တို့က Windows ဆိုတော့ Windows နှိပ်လိုက်ပါမယ်ခဏလေးစောင့်ပြီးပေါ့နော်အဲ့တော့ဒီမှာဘယ်နေရာမှာ save မှာလဲပေါ့နော်ကျွန်တော်တို့ဒါဆိုရင် download ထဲမှာကျွန်တော်တို့ save လိုက်ပါမယ် save နှိပ်မယ်download ပြီးတော့ခဏလေးစောင့်မယ်ပေါ့နော်ဒါဆိုရင်တော့ကျွန်တော်တို့ download ပြီးသွားပြီပြီးသွားပြီဆိုတော့ကျွန်တော်တို့ကဒီ file လေးကိုကျွန်တော် install လုပ်မယ်ပေါ့နော်အဲ့တော့ဒီမှာကျွန်တော်တို့ကဒီမှာဒီအောင်လေးကိုတစ်ပတ်နှိပ်လိုက်ပါမယ်ဒီလို box လေးတက်လာမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီကောင်လေးကို accept the agreement လေးကိုနှိပ်ပြီးမယ်ပြီးရင် next ဆိုသွားမယ်အဲ့ဒါသူက install လုပ်မဲ့နေရာပေါ့နော်အဲ့ဒါကျွန်တော် default ဒီတိုင်းပဲထားလိုက်ပါမယ်ဒါ next ကိုဆက်သွားမယ်ပြီးတော့ဒါကကျွန်တော်တို့ extension ပေါ့နော်ဒီလိုပေါ်မယ်ဆိုလို့ဒါကိုလည်းကျွန်တော်ဒီတိုင်းပဲ next ကိုဆက်သွားလိုက်ပါမယ်ဒီမှာပေါ့နော်ဒီမှာချက်ကြည့်ပေါ့ဒီနေရာမှာနော်ဒါလေးတွေကဘာပြောရလဲဆိုတော့ကျွန်တော်ဒီနေရာမှာချက်ကြည့်မယ်ဆိုတော့ create a desktop icon ဆိုတော့ကျွန်တော်တို့ဒီ desktop ပေါ်မှာဒီ icon လေးကို create လုပ်မလားပေါ့နော်နှိပ်ခဲ့လို့ရှိရင်လည်း desktop ပေါ်မှာဒီ VS Code ဆိုပြီးတော့ပေါ်လာမယ် account လေးကို double click နှိပ်လို့ရှိရင် VS Code ပွင့်လာမယ်ကျွန်တော်ကတော့မထားတော့ဘူးထားနေတဲ့လူကဒါလေးကိုကျွန်တော်တို့ check ခဲ့လိုက်ပေါ့နော်ပြီးတော့ဒီမှာကျွန်တော်တို့ နော် open with code action နဲ့ Windows Explorer file content menu ဒါကကျွန်တော်တို့ကဒီ right click ထောက်တဲ့အချိန်မှာနော် right click ထောက်တဲ့အချိန်မှာပေါ်မဲ့ဟာလေးတွေပေါ့နော်အဲ့တော့ကျွန်တော်က file ကိုနှိပ်ရင်လည်းပေါ်မယ် folder ထဲမှာနှိပ်ရင်လည်းပေါ်မယ်ပေါ့နော်အဲ့တော့ဒါလေးကိုကျွန်တော်တို့ကcheck ခဲ့ပေါ့နော်အဲ့တော့ကျွန်တော်ကဒီအောက်ကလေးခုလုံးကိုကျွန်တော်က check ခဲ့တယ်ပေါ့နော်ဒါပြီးကျွန်တော်က next ပေးလိုက်မယ်ဒီတိုင်းပဲကျွန်တော်တို့က install လုပ်ပေးလိုက်မယ်ပေါ့နော်ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ VS Code install လုပ်တာပြီးသွားပြီပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီမှာဒီကောင်လေးကိုပဲကျွန်တော် launch နော် Visual Studio Code Visual Studio Code ကိုကျွန်တော်ဖွင့်လိုက်မယ်ကျွန်တော် finish ကိုနှိပ်ပေးလိုက်မယ်နော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့က Visual Studio Code install လုပ်တာကျွန်တော်တို့ကအောင်မြင်သွားပြီပေါ့နော်အဲ့တော့ကျွန်တော်တို့ folder လေးတစ်ခုမှာတော့ဖွင့်ကြည့်မယ်သူ့ကိုကျွန်တော်ကပြပိတ်ချလိုက်ပါပေါ့နော်ပိတ်ချပြီးတော့ကျွန်တော်တို့ဟိုရှေ့ကဗီဒီယိုမှာကျွန်တော်ပြခဲ့တဲ့ဒီမှာဒီ C developer file လေးပေါ့နော်ဒီမှာကြည့် right click ဆိုတော့ဒီမှာခုနကကျွန်တော်တို့เนาะ install လုပ်တဲ့အချိန်မှာကျွန်တော်တို့အမှန်တကယ်ချစ်ခဲ့တဲ့ဒါဆိုလို့သူက open with code လို့ပေါ်တယ်အဲ့တော့ပေါ်တဲ့အချိန်မှာသူ့ကိုကျွန်တော်တို့ကဒီနေရာလိုလေးမှာ right click ထောက် open with code ဆိုပြီးတော့ဖွင့်လို့ရှိရင်သူကဒီ folder ကိုသူ auto ဖွင့်သွားမယ်ဒီမှာကျွန်တော်တို့ရဲ့ cpp ဆိုတဲ့ folder ပြီးရင် hello ဆိုတဲ့ execute file လေးပဲရှိမယ်ပြီးလို့ရှိရင် program 1ဆိုတဲ့ c developer file လေးရှိမယ်အဲ့တော့ဒီမှာဒါကသူကဒီ folder တစ်ခုကိုအသစ်ဖွင့်လိုက်တိုင်းပေါ့နော်သူကဒီ folder ထဲမှာကုတ်တွေပါတာဖြစ်တဲ့အတွက်ဒီ VS Code နဲ့ဖွင့်มาလားပေါ့နော်အဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ကကိုရေးထားတဲ့ကုတ်တွေဖြစ်တဲ့အတွက်ဒီကကျွန်တော် yes ပဲပေးမှာပေါ့နော် yes I trust the order ပေါ့နော်ကုတ်လေးတွေကိုကြည့်မယ်အဲ့တော့ဒါကျွန်တော်တို့ကဒီ Visual Studio VS Code ကိုပေါ့နော်ကျွန်တော်တို့က install လုပ်ထားတာအသစ်ဖြစ်တဲ့အတွက်သူ့ဘာသူကဒါကျွန်တော်တို့က C++ file ကိုဖွင့်လိုက်တယ် file တော့သူကဒီမှာဒီကောင်ကို install လုပ်မလားမေးတယ်ပေါ့နော်အဲ့ကျွန်တော် install လုပ်ကြည့်လိုက်မယ်
ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာသူ CDevel Plus ပေါ့နော် extension လေး install လုပ်တာပြီးသွားပြီဒါကျွန်တော်တို့ဒီမှာသွားကြည့်မယ်ဆိုတော့သူကဘာလဲဆိုတော့ဒီဟိုရေးတဲ့အချိန်မှာပေါ့နော်ကျွန်တော်တို့ဒီ code တွေ CDevel Plus ရေးတဲ့အချိန်မှာသူက auto ပေါ့နော် auto complete လေးတွေသူကပြပေးတာပေါ့နော်ဥပမာဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ကလိုလေးတွေပေါ့နော် auto complete တွေပြပေးလို့ပြပေးတဲ့ဟာလေးခုနကကျွန်တော်တို့ install လုပ်ခဲ့တဲ့ extension လေးကပြပေးတာဖြစ်တယ်ပေါ့နော်အဲ့တော့ဒါဒီအခုဒါကျွန်တော်ပြောခဲ့တာဒီဟို Visual Studio Code ကို VS Code ကို Windows မှာ install လုပ်ပြီးတော့သုံးတဲ့နည်းလေးဖြစ်ပါတယ်အဲ့တော့အခြားသိချင်တဲ့အကြောင်းအရာတွေရှိလို့ရှိရင်လည်းကျွန်တော်ကို comment မှာရေးပေးခဲ့လို့ရပါတယ်ကျေးဇူးတင်ပါတယ်